안녕하세요 여러분. 저는 도수리 한국어 학당의 도리쌤입니다. 이 영상은 저의 첫 영상입니다. 이 영상에서 여러분들 위해 한국어 빈도부사로 어떻게 사용해야 하는지를 알려드리겠습니다. 신성 빈도부사가 발레 소라가니 사비로 리라지야. 빈도부사 소라가로လှုပ်ရှားမှုတွေ လှုပ်ဆောင်မှုတွေရဲ့ ဖြစ်ပွားမှု အကြိမ်ရေအတွက် ပမာဏကို ဖော်ပြတဲ့ စကားလုံးတွေပဲ ဖြစ်ပါတယ်. ကိုရီးယားဘာသာစကားမှာဒီလှုပ်ဆောင်မှုအကြိမ်အရေအတွက်ပမာဏတွေကိုဖော်ပြတဲ့အခါအများဆုံးအသုံးပြုတဲ့စကားလုံးတွေကတော့항상 보통 자주 가끔 거의 전혀 စတဲ့စကားလုံးတွေပဲဖြစ်ပါတယ်ဒီချက်ဒီစကားလုံးလေးတွေရဲ့အဓိပ္ပာယ်ကိုပို့ပြီးတော့မြင်သာအောင်ရပြီးအကျဉ်းရေအတွက်ဘယ်လောက်တိပါဆိုလို့ရှိရင်ဘယ်စကားလုံးလေးတွေကိုသုံးလို့ရတယ်ဆိုတာကိုပို့ပြီးတော့ရှင်းရှင်းလင်းလင်းသိသွားအောင်ဒီချက်ကဇယားလေးနဲ့ဖော်ပြပေးထားလိုက်ပါတယ်။ကဲဒီဇယားလေးမှာဆိုလို့ရှိရင်တော့အရင်ဦးဆုံး항상ကတော့အမြဲတမ်းဆိုတဲ့အဓိပ္ပာယ်ရပါတယ်။နောက်တစ်ခု보통ကတော့ပုံမှန်အားဖြင့်ဆိုတဲ့အဓိပ္ပာယ်ရတယ်။နောက်တစ်ခုကတော့자주ကတော့မကြာခဏပါနောက်တစ်ခု가끔ကတော့တစ်ခါတလေဆိုတဲ့အဓိပ္ပာယ်ရပါတယ်ပြီးတဲ့အခါမှာ거의ကကြတော့သူ့ကိုဘာသာပြန်မယ်ဆိုတော့လောက်နီးပါဆိုတဲ့အဓိပ္ပာယ်ကိုရတယ်သူ့ကိုတချို့တို့ဒီအဓိပ္ပာယ်ပြည့်စုံအောင်ဖြစ်သွားဖို့အတွက်ဆိုလို့ရှိရင်တော့အနောက်မှာandဒါမှမဟုတ်လို့ရှိရင်မို့ဆိုတဲ့ဒီအငင်းစကားလုံးလေးတွေနဲ့တွဲပြီးတော့မလုံတလောက်နေပါဆိုတဲ့စကားလုံးအဓိပ္ပာယ်အနေနဲ့သုံးလို့ရပါတယ်ပြီးတဲ့အခါမှာတော့ဂျော်ညော့လည်းအတူတူပဲသူ့ကိုအနောက်မှာ and ဒါမှမဟုတ်မို့ဆိုတဲ့အငင်းစကားလုံးလေးတွေနဲ့တွဲသုံးပြီးတော့နေပါဆိုတဲ့လုံးဝဆိုတဲ့အငင်းအဓိပ္ပာယ်လေးကိုရပါတယ်နောက်တစ်ခုကကြတော့ဒီရှယ်တို့ဒီစကားလုံးလေးတွေကိုဥပမာစာကြောင်းလေးတွေနဲ့ထပ်ပြီးတော့မှလေ့လာကြည့်ကြပါမယ်저는 항상 아침에 커피를 마셔요. ကျမကတော့အမြဲတမ်းမနက်ပိုင်းမှာကော်ဖီတောက်ပါတယ်저는 보통 아침에 빵을 먹어요. ကျမကတော့ပုံမှန်အားဖြင့်မနက်ပိုင်းမှာပေါင်မုန့်စားပါတယ်저는 자전거를 타요. ကျမကတော့မကြာခဏစပိန်စီးပါတယ်저는 가끔 공원에서 운동을 해요. ကျမကတော့တစ်ခါတလေပန်းခြံမှာလေ့ကျင့်ခန်းလုပ်ပါတယ်저는 술을 거의 안 마셔요. ကျမကတော့အရက်ကိုမတောက်တလောက်ပါပဲ저는 담배를 전혀 안 피워요. ကျမကတော့စလိတ်ကိုလုံးဝမတောက်ပါဘူးအခုဆိုလို့ရှိရင်တော့ဒီဥပမာစာကြောင်းလေးတွေနဲ့လေ့လာပြီးသွားကြပြီဆိုတော့ကိုရီးယားရဲ့ 한국어 빈도부사ကိုအသုံးပြုပုံနဲ့ပတ်သက်ပြီးတော့အများကြီးသိရှိသွားလိမ့်မယ်လို့မျှော်လင့်ပါတယ်ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်နဲ့ဆုံးသက်ပြီးတော့နောက်ထပ်ဗီဒီယိုတွေမှာထပ်ပြီးတော့တွေ့ပါမယ်여러분 안녕